ဒါဝီဆိုတဲ့မိန်းကလေးတယောက်ကဂါတစ်ဆိုတဲ့အိမ်ကိုအလည်လာခဲ့ပါတယ်။ဂါတစ်ကတော့တယောက်တည်းနေထိုင်နေသူဖြစ်ပြီးတော့သူမကစိတ်ကြောင်ခြောက်ခြားဖြစ်နေတာမို့လို့တငယ်ချင်းတွေကအလှည့်ကျစီကိုစောင့်ကြည့်ပေးနေကြပါတယ်။ဒီနေ့ကတော့ဒါဝီရဲ့အလှည့်ဖြစ်ပြီးတော့ဂါတစ်စစ်ပြေလက်ပြောက်ဖြစ်စေဖို့စကားလမ်းကြောင်းတွေလွှဲပေးနေပါတယ်။ဒီတစ်ခေါက်ကတော့ဂါတစ်ရဲ့အခြေအနေတွေကအရင်ကထပ်ပို့ပြီးတော့စိုးနေခဲ့ပြီးတော့ခန္ဓာကိုယ်ပေါ်မှာလည်းအညိုမဲတွေများကြီးကိုထွက်လာပါတယ်။ဂါတစ်ကတော့သူမကိုအာယုကလိုက်ပြီးတော့နှောက်ယှက်နေတဲ့ပြင်ကိုမှအခုလည်းဒီခန်းထဲမှာရှိနေတယ်လို့ပြောပြပါတယ်။ဒါဝီကတော့ဂါတစ်ကိုချော့မော့အိတ်ခိုင်းပြီးတော့သူတို့တငယ်ချင်းတွေစီကိုဂါတစ်အကြောင်းကိုပြောပြနေခဲ့ပါတယ်။ပြီးတော့ဒါဝီကတော့တယောက်တည်းအိတ်ကန်းထဲကသတင်းစာအပိုင်းစာတွေကိုရှင်းလင်းပေးတော့မှပဲဂါတစ်စုဆောင်းထားတဲ့သတင်းတွေကမှမိဘမဲ့ခေဟာတစ်ခုရဲ့ထူးဆန်းတဲ့တည်ဆုံမှုအကြောင်းကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲပရင်ပေါက်ရဲ့အနောက်ကနေမိန်းကလေးတယောက်ကဒါဝီကိုချောင်းကြည့်နေခဲ့ကမနေ့ရောက်တဲ့ခါမှာတော့တည်ဆုံနေတဲ့ဒါဝီရဲ့အလောင်းကိုထူးဆန်းစွာနဲ့ကိုတွေ့လိုက်ရပါတယ်။အာဖီကတော့သူ့ရဲ့ညီမလေးနာရာနဲ့တူတူနေထိုင်နေပါတယ်။သူမကတော့သူ့ဖေတည်ဆုံပြီးတဲ့နောက်ပိုင်းမှာတော့ပရလောကသားတွေရဲ့နှောက်ယှက်မှုကိုခံနေကြရတဲ့ပြင်ကမှစိတ်ငြိမ်စည်းတွေနဲ့ပါတောက်နေခဲ့ရပါတယ်။အာဖီရဲ့အခန်းထဲကိုလည်းအမေရောက်မျက်နှာဖုံးဆွတ်ထားတဲ့လူလေးယောက်ကဝင်လာခဲ့ပြီးတော့အာဖီနဲ့နန္နာတွေကိုလည်းတော်ရဲကအိမ်စီကိုခေါ်လာခဲ့ကြပါတယ်။အာဖီနိုးလာတဲ့ခါမှာတော့အခန်းထဲမှာသူနဲ့အတူလီယိုဆိုတဲ့ကောင်လေးတယောက်ရှိနေခဲ့ပြီးတော့သူမနိုးလာတာနဲ့တပြိုင်နက်တခြားသူတွေကိုပါသူမစီကိုရောက်လာခဲ့ကြပါတယ်။တကယ်တော့ဒီနေရာကမိဘမဲ့ကေဟာအဟောင်းတစ်ခုပဲဖြစ်ပါတယ်။အရင်ကတော့ဒီနေရာကိုလီယိုဂျက်ဖာမာတီဂါတစ်ခရစ်ဆိုတဲ့ကလေးတွေနဲ့အတူတူသူတို့တွေရဲ့မွေးစားမိဘတွေကတော့ပိုင်ဆိုင်ခဲ့ကြပြီးတော့အားလုံးကလည်းပြပြရွှင်ရွှင်ကိုမှနေခဲ့ကြပါတယ်။ဒါပေမဲ့လို့မွေးစားမေတည်ဆုံပြီးသွားတဲ့နောက်မှာတော့ပျော်စရာကောင်းတဲ့နေရာကနေတစားကိုမှထိတ်လန့်မှုတွေကများပြားလာခဲ့ပြီးတော့မွေးစားဖေကလည်းသူတို့ကိုအရင်လိုမျိုးမချစ်ခင်တော့ဘဲနဲ့အမှားလုံးမရင်နောက်မှနှိပ်စက်တဲ့အထိကိုကြမ်းတမ်းလာခဲ့ပါတယ်။ကြောက်ရွံ့မှုတွေကလည်းများလာတဲ့နောက်ပိုင်းကလေးတွေကမွေးစားအဖေကိုတက်ပစ်ခဲ့တဲ့အခါအာနာပိုင်လူကြီးတွေကသူတို့တွေကိုတခြားသောဂေဟာတွေစီကိုပြောင်းပေးခဲ့ပြီးတော့ဒီနေရာကိုလည်းပိတ်လိုက်ကြပါတယ်။ဒါပေမဲ့လို့သူတို့တွေကမွေးစားအဖေရဲ့ဝိညာဉ်ကနှောက်ယှက်နေတာကြောင့်သူတို့ကိုကူညီဖို့အာဖီကိုလှမ်းခေါ်ရတာပါလို့ဝန်ခံခဲ့ပါတယ်။ငကိုကလေးကခေါင်းမာတဲ့အာဖီကတော့ကန်လန်ချက်ကိုလက်မခံဘဲနဲ့သူ့ရဲ့ညီမနာရာကိုသာအတန်တန်ကိုတွေ့ခွင့်တောင်းနေခဲ့ပါတယ်။အားလုံးကလည်းအာဖီရဲ့တောင်းဆိုမှုကိုလက်မခံဘဲနဲ့ထွက်သွားခဲ့ကြပါတယ်။အာဖီကတော့အပေါ်တက်ကတခန်းလုံးကိုလိုက်ကြည့်ပြီးတော့အရင်ကတော့မွေးစားအဖေအာယူရဲ့အခန်းထဲကိုရောက်သွားခဲ့ပါတယ်။သူမကတော့ရှောက်ပြီးတော့ကြည့်နေတော့အနောက်ကနေဝင်းညစ်တကောင်ကသူမကိုကြည့်နေခဲ့ပြီးတော့သူမလှည့်ကြည့်တဲ့အခါမှာတော့ပျောက်ကွယ်သွားပါတယ်။အာဖီကတော့စိတ်ထဲမတန့်လာတာကြောင့်အောက်ထက်ကိုဆင်းလာဖို့ပြင်တော့မှပဲအောက်ကနေပြီးတော့မကောင်းဆိုးဝါးကြီးကသူမစီကိုပြေးတက်လာတာကြောင့်လဲကျသွားခဲ့ပါတယ်။အာဖီရဲ့စိတ်ခံစားချက်အရဒီနေရာဟာသူတို့အတွက်မလုံခြုံဘူးလို့ခံစားရပြီးတော့သူ့ရဲ့ညီမလေးကိုခေါ်ကအင်ကိုပြန်မယ်လို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဂျက်ဖာအာဖီကိုဒီလိုမျိုးခေါ်လာတာကသူမတို့ကိုကူညီပေးဖို့ပဲဖြစ်တာမို့လို့အင်ကိုပြန်ဖို့အတွက်ကိုမှသဘောမတူခဲ့ပါဘူး။ဒါကြောင့်မလို့အာဖီကတော့သူမကိုဒီလိုနေရာမှာကူညီဖို့ဘာလို့ရွေးချယ်ခဲ့လဲဆိုတာကိုမေးလိုက်ပါတယ်။ဒါဝီတည်ဆုံခဲ့တဲ့ညကတွေးခဲ့တဲ့သတင်းစာအပိုင်းစာတွေထဲမှာအာဖီရဲ့ဖခင်အကြောင်းပါလာခဲ့ပြီးတော့အာဖီရဲ့ဖခင်ကလည်းအောက်လန်းကျောင်းကိုတည်ဆုံခဲ့ရတာမို့လို့သူတို့ကိုနှောက်ယှက်နေတဲ့အာယုကိုနှိမ်နှင်းပေးဖို့အာဖီကတော့အတုံးဝင်လိမ့်မယ်ဆိုပြီးတော့ယုံကြည်ခဲ့ကြောင်းပါပြောပြပါတယ်။အာဖီကတော့ဒီလိုမျိုးဖြစ်ပျက်တွေကိုမယုံကြည်ခဲ့ပေမဲ့လို့ဂါတစ်ကတော့သူမကြုံခဲ့ရသမျှတွေကိုဒါဝီတည်ဆုံရတာရဲ့အာယုကတော့သူတို့ကိုမကျင်တဲ့တာကတိတာနေတယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။ပြီးတော့အာဖီကိုစုံပညာတွေကိုတေချာရေးထားတဲ့စာအုပ်တအုပ်ကိုကန်ပေးပြီးတော့အာဖီကတော့ဒီစာတွေကိုဖတ်တတ်တယ်လို့သူမအားလုံးကသိတယ်လို့ပြောလိုက်ခဲ့ပါတယ်။တကယ်လည်းအာဖီကစာအုပ်ကိုယူကြည့်ပြီးတဲ့နောက်မှာတော့မအီမတာခန်းစားလာရပြီးတော့အပြင်ကိုပြေးကသွားအံ့မိပါတယ်။အနောက်ကနေဘူဒီကလည်းလိုက်လာခဲ့ပြီးတော့သူတို့ငငယ်ကဒီစာအုပ်ကိုမိမကြီးတယောက်ကအာယုကိုလာပေးခဲ့တာဖြစ်ပြီးတော့အာယုကတော့အဲ့ဒီခရဲကပုံစံပြောင်းသွားတယ်လို့ဖွင့်ပြောပါတယ်။နောက်ဆုံးအာဖီကလည်းသူတို့ကိုကူညီဖို့သဘောတူခဲ့ပြီးတော့နာရာကိုလည်းခရစ်နဲ့ကိုမှအပ်ခဲ့ပါတယ်။အားလုံးကလည်းမြေရောက်ခန်းထဲကိုဝင်ခဲ့ပြီးတော့စာအုပ်ကိုတေချာဖတ်ကြည့်လိုက်ပါတယ်။မာတီပြောပြချက်အရကတော့ဒီစာအုပ်ကမူလော်လို့ခေါ်တဲ့နှက်ဆိုးနဲ့အပေးယူလောက်ရတာဖြစ်ပြီးတော့အောင်မြင်တာနဲ့ဘသူနဲ့မှကိုရှင်မရတဲ့အစွမ်းတွေကိုပိုင်ဆိုင်လိမ့်မယ်လို့ရေးသားထားပါတယ်။ဒီဟာရဲ့အကျိုးအပြစ်တွေကတစ်ခုကတော့ကန်းလှမ်းသူရဲ့ဘဝကြီးကိုအပိုင်ဆွဲနှုံမှာဆိုပေမဲ့လို့စာအုပ်ထဲမှာကျင်းစာပြတဲ့ကာတာရေးထားတာကြောင့်အာဖီကလည်းသူ့ရဲ့သွေးနဲ့အပေးယူကိုမှလှုပ်လိုက်ပါတယ်။အဲ့ဒါနဲ့တပြိုင်နက်မြေရောက်ခန်းတစ်ခုလုံးကနေပြီးတော့ရုတ်တရက်ကိုမှဆူညံလာကအာဖီစီကိုမကောင်းဆိုးဝါးတွေကဝင်ပူပြီးတော့အားလုံးကိုတတ်ဖို့ကြိုးစားပါတယ်။အာဖီကတော့တတ်မာတာမလို့သူ့ရဲ့ခန္ဓာကနေမကောင်းဆိုးဝါးကိုခွာအောင်လို့တွန်းထုတ်နိုင်လိုက်ပေမဲ့လို့အညိုကြီးတဲ့အာယုကတော့ဂျက်ဖာကိုတက်ပစ်ပါတယ်။ပြီးတော့အပေါ်မှာရှိတဲ့ critic ကလည်းအောက်ကအတန်တွေကြောင့်မြေရောက်ခန်းတကားကိုဖွင့်ကြည့်လိုက်တဲ့ခါမှာတော့အာယုရဲ့ဝိညာဉ်ကတော့လှေကားပေါ်ကနေတဆင်နာရာကိုတက်ဖို့တက်သွားခဲ့ပါတယ်။အပူခံလာရတဲ့ critic ကလည်းချက်ချင်းပဲတခြားသောတယောက်ပုံစံကိုပြောင်းလဲသွားတာကြောင့်နာရာကလည်းအတင်းကိုမှထွက်ပြေးပါတယ်။ခရစ်ကလည်းနာရာရဲ့အနောက်ကနေအမြန်လိုက်လာပြီးတော့အခန်းတကားကိုလည်းခြေထောက်နဲ့ဒရက်ဆက်ကိုမှကန်ဖွင့်ပါတယ်။တကားကြီးပွင့်သွားတဲ့ခါမှာတော့ခရစ်တီကဂရင်အောက်တွေရောဗီဒီယိုတွေကိုရောပါနာရာကိုပိုက်စိတ်တက်ကိုမှလိုက်ရှာပါတယ်။နောက်ဆုံးမှာတော့ဗီဒီယိုပေါ်မှာပုံနေတဲ့နာရာကိုရှတ်တွေ့သွားခဲ့ပေမဲ့နာရာကတော့ခရစ်တီကိုကန်ပစ်လိုက်တဲ့ခါမှာတော့ဗီဒီယိုကြီးကပါအရှင်လွန်ပြီးတော့ခရစ်တီဘော့ကိုကျသွားခဲ့ပါတယ်။ဗီဒီယိုကြီးပြီးသွားပေမဲ့လို့မဖြုံတဲ့ခရစ်တီကလည်းချက်ချင်းပဲနာရာရဲ့အနောက်ကိုလိုက်ဖို့ကြက်ပေမဲ့လို့အာဖီကတော့ရောက်လာပြီးတော့သူ့နဲ့ကိုမှတိတ်အောင်လို့ထူပေးလိုက်ပါတယ်။ခရစ်မတေခင်မှာအာဖီတို့ရဲ့အဖေကအာဖီတို့ကိုစောင့်နေတဲ့နတ်ဆိုးရဲ့ကလေးတွေကိုဘယ်သူမှကိုဒုက္ခပေးနိုင်မှာမဟုတ်ဘူးလို့ပြောပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ်။
ခရီတီဆုံးသွားတာကိုလည်းတီးတဲ့လီယိုကအာဖီကိုအပြစ်တင်ခဲ့ပေမဲ့လို့အားလုံးကတော့ဝိုင်းပြီးတော့တာကြပါတယ်အာဖီကလည်းမာတီကိုဒီစာအုပ်ကတောက်တလဲစာအုပ်ကြီးဖြစ်မှန်းကိုတည်လျက်နဲ့အားလုံးကိုဒုက္ခရောက်အောင်လုပ်တယ်လို့ဆွဆွဲပြီးတော့အိမ်ကိုပြန်ဖို့ပြင်ပါတယ်ဒါပေမဲ့လို့သူတို့ကပြက်နေတာကြောင့်အာဖီနဲ့နာရာကလည်းကားပေါ်မှာစောင့်နေတော့သူတို့မှာပြီးတော့ဖိတ်ခေါ်ထားတဲ့နက်ဆိုကအခုချိန်ထိကိုမှရှိနေသေးတာကြောင့်အာဖီကတော့အိမ်ထဲကိုပြန်ဝင်လာခဲ့ပါတယ်အိမ်ထဲကိုရောက်တဲ့ခါမှာတော့အာယူကသူတို့ကိုထွက်သွားဖို့အတွက်ကိုပြောနေပြီးတော့ဒီရင်ကြီးမှာတခြားသောကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးတွေပါရှိနေတယ်လို့တတိပေးပါတယ်အာယူရဲ့စိတ်ဝင်ကြီးကလည်းစိတ်နှခွဖြစ်နေခဲ့ပြီးတော့တတိပေးနေတော့မှပဲအာဖီကိုတန်ရာရအောင်လို့တိုက်ခိုက်ခဲ့ပါတယ်သူမတတိလစ်ပြီးတော့ပြန်နိုးလာတဲ့အခါမှာတော့သူ့ရဲ့ဘေးမှာဘူတီလိုလည်းရှိနေခဲ့ကြပြီးတော့အာယူရဲ့တတိပေးချက်ရဲ့မာတီရဲ့လေးလာမှုအရာအခုသူတို့ကြုံနေရတဲ့မကောင်းဆိုးဝါးကကလေးတွေကိုရစ်ပူစော်ရတဲ့မကောင်းဆိုးဝါးမှန်ကိုရှင်းမိလိုက်ပါတယ်အဲ့ဒါပြင်ကိုမှစာအုပ်မှာပါတဲ့လက်ပွေအရာအာယူရဲ့အာဖီပြင်ကိုမှတခြားသောလက်ပွေတစ်ခုကိုပါတွေ့လိုက်ရပါတယ်အာဖီကတော့သူမစတင်မိတ်ဆက်တုံးကဂါတီရဲ့ပုံစံကိုပြန်မှတ်မိသွားခဲ့ပြီးတော့တတိယမြောက်အပေးယူလုပ်ခဲ့တဲ့သူကဂါတီဆိုတာကိုသိလိုက်ရပါတယ်လီယိုကတော့အခန်းထဲကနေကိုထွက်ပြီးတော့ဂါတစ်ကိုသွားရှာနေတော့မှာပဲဂါတစ်ကတော့သူမတို့ရဲ့မွေးစားဖေလုပ်တဲ့အတိုင်းလီယိုကိုအပြစ်ပေးတဲ့အခန်းထဲကိုထည့်လိုက်ပြီးတော့တကားကိုပိတ်သွားခဲ့ပါတယ်အခန်းထဲမှာတော့လီယိုရဲ့ငယ်ဘဝတုန်းကပုံရိပ်တွေနဲ့အတူ trauma တွေပါဝင်လာခဲ့ပြီးတော့လီယိုကတော့ကြောက်လန့်သွားပါတယ်အဲ့ဒါပြင်ကိုမှခရတီရဲ့အလောင်းကြီးကပါထလာပြီးတော့လီယိုကိုတက်သွားတဲ့ပြင်ကိုမှဂါတစ်ကတော့သူများတွေမရှိတော့အာယူရဲ့ဝိညာဉ်ကိုသူ့ထဲကိုစီးဝင်စေပါတယ်အားလုံးပြင်ဆင်ပြီးသွားတာနဲ့ဂါတစ်ကလည်းအာဖီရိုစီကိုတွားပြီးတော့သူနဲ့ပူပေါင်းဖို့အတွက်ကိုမှကန်လှန်ခဲ့ပါတယ်ဒါပေမဲ့လို့ဘူဒီကတော့တေဆုံးသွားတဲ့သူတို့ရဲ့တငယ်ချင်းတွေအတွက်ကိုစာအုပ်ကိုမီရှိုပစ်ချင်ပေမဲ့လို့အစွမ်းထက်တဲ့ဂါတစ်ကတော့သူ့ရဲ့အစွမ်းနဲ့ကိုမှတာမြင်လိုက်ပါတယ်တကယ်တော့ဒါဝိကိုဂါတစ်ကလည်းတတ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒါကသူတို့ရဲ့မွေးစားဖခင်အာယူကိုဖိတ်ခေါ်ခြင်းအစပဲဖြစ်ပါတယ်ဂါတစ်ကတော့အာဖီကိုတိုက်ခိုက်ချင်ပေမဲ့လို့အာဖီကိုရိုင်းကနတ်ဆိုးရဲ့အရွေးချယ်ခံရတဲ့ကလေးဖြစ်တာမို့လို့ထိခိုက်အောင်လုပ်လို့မရပါဘူးအဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့မာတီကဂါတစ်ကိုဓာတ်နဲ့ကိုထိုးဖို့ကြံခဲ့ပေမဲ့လို့ဂါတစ်ကတော့တစ်ဖက်လက်အုပ်မှုရယူခဲ့ပြီးတော့မာတီကိုတပ်ပစ်လိုက်ပါတယ်အာဖီကတော့မာတီပြောတဲ့အတိုင်းမန်နယ်ကိုရွတ်ဆိုလိုက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ညာလက်တစ်ဖက်ကမီးလောင်သွားပြီးတော့တစုံတစ်ခုနဲ့ကိုထိန်းချုပ်မှုကိုခံရတယ်လို့ပြောင်းလဲသွားခဲ့ပါတယ်ပီတာနဲ့လဲကျနေတဲ့ဘူဒီကိုလည်းအပြင်ကိုဆွဲခေါ်လာခဲ့ပြီးတော့ညီမဖြစ်သူနာရကိုကဲဖို့အိမ်ထဲကိုတဖန်ဝင်လာခဲ့ပါတယ်အိမ်ထဲမှာတွေ့ရတဲ့မြင်ကွင်းကတော့ခုနကားနဲ့မတူပဲမွေးစားအဖေနဲ့အဖေရဲ့ရုပ်ထုတွေပြင်ကုန်မှာနာရရဲ့ဗီဒီယိုကိုပါတွေ့ရပါတယ်အာဖီကတော့နာရကိုကဲတင်ဖို့အတွက်မြေရောက်ခန်းအတိုင်းကိုမှဆင်းလာခဲ့တဲ့အခါမှာတော့ဂါဒင်နဲ့တက်တက်ကိုတိုးပြီးတော့ဂါတစ်ကတော့နဆိုးရဲ့ရွေးချယ်ကန်ကလေးတွက်ကိုအာဖီရဲ့အစွမ်းကအမကန်ဖြစ်တာကြောင့်အာယူကိုအာဖီကိုရဲကိုထည့်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာနာရာကအာဖီကိုလာခဲ့ပြီးတော့ညီမနှစ်ယောက်သားကဒရဇက်ကိုမှထွက်ပြေးပါတယ်အနောက်ကနေဂါတစ်ကလည်းလိုက်လာပြီးတော့အာဖီရဲ့မန်နန်ကသူတို့အပေါ်ကိုတက်ရောက်မှုရှိအောင်လို့မထိခိုက်နိုင်တာရင်မိတဲ့ဂါတစ်ကလည်းနာရာထက်ကိုမှအာဖီကိုပဲဥတူပြီးတော့လိုက်ဖမ်းနေခဲ့ပါတယ်ပြီးတော့သူတို့တွေတူတူနတ်ဆိုးရဲ့သားသမီးလုံးမယ်လို့မြှုပ်ဆွဲပြီးတော့အာယူရဲ့ဝိညာဉ်ကိုလက်ခံခိုင်းနေတဲ့အချိန်မှာပဲအာဖီကတော့မာတီပြောတာတွေကိုပြန်ကြားပြီးတော့နောက်ဆုံးအနေနဲ့မန်နန်ကိုရွတ်ဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့သူ့ရဲ့အစွမ်းကအထမြောက်လာပြီးတော့ဘေးနားမှာရှိတဲ့လွှတ်သွားတွေကဂါတစ်ကိုလာပြီးတော့စိုက်သွားတာကိုအခွင့်ကောင်းယူပြီးတော့အာဖီနဲ့နာရာကထွက်ပြေးလာကြပါတယ်နောက်ဆုံးမှာတော့အပြင်ကိုပြန်ထွက်လာနိုင်ပြီးတော့အနောက်ကနေလိုက်လာတဲ့ဂါတစ်ကိုကားပေါ်မှာစောင့်နေတဲ့ဘူဒီကကားနဲ့ကိုမှဝင်ကြုံပစ်လိုက်ပါတယ်လက်ကျသွားတဲ့ဂါတစ်ရဲ့ခန္ဓာကိုယ်တွေကနေပြီးတော့အာယူရဲ့ဝိညာဉ်တစ်ခန့်ကတိုးထွက်လာခဲ့ပါတယ်ပြီးတော့သူတို့ကိုမိုင်းရိုင်းတဲ့ကောင်ငါ့ကိုလာနောက်ရှက်တယ်လို့ပြောပြီးတော့တပ်ဖို့ကိုပြေးလာတဲ့အချိန်မှာပဲအာဖီကတော့ဘူဒီရဲ့ရှေ့ကနေဝင်ပြီးတော့ကပေးလိုက်ပါတယ်အာယူရဲ့ဝိညာဉ်ကလည်းအာဖီစီကိုဝင်သွားတာနဲ့တပြိုင်နက်သူမကတော့ဆုံးဖြတ်ချက်တစ်ခုမှချက်ချင်းချလိုက်ပါတယ်ညီမဖြစ်သူနာရာကိုလည်းသူမတို့ခေါ်ခဲ့တဲ့နတ်ဆိုးကိုသူမတို့ပြန်ပြီးတော့အဆုံးသတ်ပေးဖို့အချိန်ရောက်ပြီလို့ပြောကမာတီရဲ့ဓာတ်နဲ့ကိုမှသူမကိုသူမထိုးချလိုက်ပါတော့တယ်အဲဒီနောက်မှာတော့မိုလောနဲ့အာဖီကလည်းထိတ်တိုက်တွေးဆုံခဲ့ပြီးတော့မိုလောကတော့အာယူရဲ့အပြစ်တွေအတွက်တသက်လုံးကိုလှောက်ပိတ်ထားလိုက်ပါတယ်ပြီးတော့အာဖီကိုလည်းအပြစ်ပေးခြင်းပဲမဲ့လို့အဖေမှာအညှိုးတေးအာကာဒတွေမရှိတာမို့လို့နတ်ဆိုးရဲ့ကလေးတွေကိုနတ်ဆိုးတွေကပိုင်ဆိုင်နေတာကြောင့်ဒီတစ်ခါအတွက်ကတော့အပြစ်ကိုခွင့်လွှတ်ပေးခဲ့ပြီးတော့အာဖီကိုလူဘဝကိုပြန်ပို့ပေးလိုက်ပါတယ်အာဖီပြန်နိုးလာတာနဲ့ဘေးနားကနေငိုကြွေးနေတဲ့နာရာကအာကိုတကြီးကိုမှဖတ်လိုက်ပါတယ်ဘူဒီကလည်းအာဖီမတေတာကြောင့်ဆေးလျှော့လိုက်ပေမဲ့လို့မီးလောင်နေတဲ့သူတို့ရဲ့ကေဟာထဲမှာလေလွင့်နေတဲ့ဝင်းကြီးတွေဖြစ်ကုန်မှသူ့ရဲ့တငယ်ချင်းတွေကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့လို့အာယူမရှိတော့တာကြောင့်သူတို့တွေကအမြန်ဆုံးလွတ်လပ်သွားကြဖို့ကိုတောင်းဆိုပေးလိုက်ပြီးတော့ပြီးဆုံးသွားတဲ့ချိန်စာတွေအတွက်ဆုံးရှုံးမှုတွေအများကြီးကိုပေးဆက်လိုက်ရပေမဲ့လို့အရာရာဟာကောင်းမှုဖြစ်လာတာပဲဆိုပြီးတော့ဖြေတင်လိုက်ပါတယ်။ပြဿနာရဲ့ရင်းမြစ်ဖြစ်တဲ့စာအုပ်ကိုတော့အာဖီကလူဒခုံရဲ့နေရာမှာတင်ထားလိုက်ပြီးတဲ့နောက်မှာတော့သူတို့၃ယောက်ကတော့ဒီနေရာကိုနောက်တစ်ခေါက်ဘယ်တော့မှမလာတော့ဘူးလို့ဆုံးဖြတ်ပြီးတော့အင်ကြီးကိုကြောခိုင်းကမြို့ပေါ်ကိုပြန်သွားလိုက်ကြပါတယ်ဒီလိုနဲ့ပဲဇလန်လေးကပြီးဆုံးသွားခဲ့တာလေးဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဇာတ်ကားကောင်းတွေကိုလည်းတင်ဆက်ပေးအောင်မှာဖြစ်လို့ကြိုက်နှစ်သက်တဲ့ဆိုရင်လည်းပဲ channel လေးကို like subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြရအောင်